အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ February 24ရက်နေ့နော်24ရက်နေ့မှာတော့တင်ထူတွေကတော့ဟိုမြစ်ကြီးနားမှာပြစ်ခါရတဲ့လေယာဉ်မြင့်တစီသူတို့ပြောလာတော့အမိပိုင်းထိတယ်ဒါပေမဲ့တော်တော်ထိသွားတယ်နော်ထိသွားတယ်အဲ့ဒီတင်ပြီးလို့ရှိရင်တော့ရွှေဘူမြို့နယ်မှာဖွင့်လှစ်ထားတဲ့ gate တွေကို PDF တွေကတော်တော်ကိုတော့တင်းနေတယ်ဒီပြတော့အဲ့ဒီမှာပြည်သူလူထုတွေညုံညင်းနေစသည်ဖြင့်ပေါ့နော်စသည်ဖြင့်အဲ့ဒီ gate တွေကိုပြန်ပြီးတော့သူတို့တင်းလိုက်တယ်ဆိုတော့တင်ကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ဒီ9နှစ်အတွင်းမှာဆိုလို့ရှိရင်တော်တော်ကိုပြည်သူလူထုတွေတော်တော်ကိုအသေးပြောက်ရှိတဲ့အဲ့ဒီစီးရဲနဲ့ထုတ်ပြန်ထားတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိရင်တော့မလာတို့ကတော့လွတ်တော်တက်တော့မယ်နော်လွတ်တော်တက်တော့မယ်ဆိုတော့အဲ့ဒီလွတ်တော်တက်တဲ့မိနစ်ပဲရမှာဆိုတဲ့ဟာကိုတင်တွေကတော့ထွက်လာပြီဆိုတော့ပထမဆုံးကတော့ဒီစကိုက်တက်မှာရှိတဲ့ရွှေဘုတ်ခရိုင်ပေါ့နော်အဲ့ဒီမှာဖွင့်လှစ်ထားတဲ့ဒီပါကဖာတို့ပါဖာတို့ပေါ့နော်အဲ့ဒီမှာအယူကြီးပေါ့နော်အယူကြီးရဲ့ gate တွေနော် gate တွေကိုအကုန်လုံးတင်လိုက်တယ်85ခုကိုတင်လိုက်တယ်အဲ့ဒီမှာခရင်ကဲကွက်ကဲရေအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ပဲသူတို့ကခေတ်တွေကိုဖွင့်ထားဖို့အတွက်ညွှန်ကြားထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီပြတော့85ခုမှာ25ခုပဲထားတယ်เนาะအဲ့ဒီပြ25ခုလောက်ပဲပြန်ပြီးတော့ထားတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အခွန်ကောက်တာတို့ပြီးလို့ရှိရင်တော့လမ်းဖြူပြင်ဖို့စသည်ဖြင့်အဲ့ဒီကောင်းစင်နဲ့เนาะအဲ့လိုမျိုးကောက်တဲ့အခွန်တို့ပြီးလို့ရှိရင်တော့စီပင်ဂိတ်တွေစသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးဂိတ်ပေါင်းမြောက်များစွာတော့95ခုနေပြီးတော့အကုန်လုံးရုပ်သိမ်းလိုက်တဲ့ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်ထားတာကိုတွေ့ရတယ်အဲ့ဒါကရွှေဘူးခရိုင်ကနေပြီးတော့ထုတ်ပြန်ထားတာနောက်တစ်ခုကနော်စကစကဒီအာနာသိန်းနဲ့9နှစ်အတွင်းမှာဆိုလို့ရှိရင်နော်တာဝန်ထမ်းဆောင်ခဲ့တဲ့ဒီပုံချုပ်တွေနော်ဒုဝန်ကြီးတွေနိုင်ငံရေးရာထုယူထားတဲ့လူအားလုံးကနေပြီးတော့နော်အဲ့ဒီမှာနိုင်ငံရေးပြင်ဆင်တွေပေးမယ်ပြီးလို့ရှိရင်အသက်ကြီးတဲ့လူပေါ့ပြင်ဆင်ပေးတယ်ဆိုတာကတော့နော်အသက်ကြီးတဲ့လူတွေကိုပြင်ဆင်ပေးမယ်ပြီးလို့ရှိရင်တော့စုကြီးတွေကိုပေးမယ်ဆိုပြီးမှဒီနေ့မှအလာကထုတ်ပြန်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အတိတ်ကတော့ motivate ပေါ့နော် motivation လုပ်တယ်အဲ့ဒါမှသူတို့ကိုစိတ်အားထက်သန်မှုတွေသူတို့ရဲ့အကျိုးခံစားမှုတွေရှိတယ်စသဖြင့်နော်အဲ့ဒီဟာတွေကိုမဲ့လုံးပေါ့လေပြတော့နော်မဲ့လုံးတွေပေးပြီးတော့နော်ပြည်သူလူထုတွေကိုအခုစစ်တပ်ထမအတကုံခေါ်တဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်အခုခေါ်သွင်းထားတဲ့ဒီစစ်မှုထမ်းတဲ့လူတွေဒါဒီပေတော့ရွရွချွချွသူတို့ကတာဝန်တွေကိုထမ်းဆောင်ပါတယ်စသဖြင့်ပေါ့နော်ဒီအကြောင်းအရာတွေကိုနော်သူတို့ကအခြေခံပြီးတော့အခုစုချီတွေပေးမယ်အသက်ကြီးတဲ့လူတွေကြတော့ပြင်ဆင်ကိုပေးမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာခြေပြက်လက်ပြက်တွေလည်းရှိမှာပဲเนาะပြင်ဆင်တွေပေးတယ်အဲ့ဒီမှာခြေပြက်လို့မသွားနိုင်တာတော့လက်ပြက်လို့မသွားနိုင်တာတော့မျက်လုံးတစ်ဖက်ကန်းတာတော့စသဖြင့်ပေါ့เนาะအဲ့ဒီမှာဆိုးကျိုးတွေကတော့အများကြီးပေါ့เนาะအဲ့ဒီဟာတွေအတွက်သူတို့အလုံးမလုံးနိုင်တော့ဆိုလို့ရှိရင်တော့အဲ့ဒီပြင်ဆင်ပေးတာပေါ့အသက်ကြီးတဲ့လူတို့ပေးတယ်အဲ့လိုမျိုးအိုနာချိုးကန်းတွေကိုပေးတယ်ပြီးလို့ရှိရင်တော့စုတွေเนาะထုချုံတဲ့လူတွေကိုစုပေးတယ်စသည်ဖြင့်ပေါ့နော်တချို့လူတွေကတော့ဘာမှရမှာမဟုတ်ဘူးအပေါ်ကလူတွေပဲရမှာပါနော်သူတို့နဲ့နှိစက်တဲ့လူတွေပဲဆိုတော့နောက်တစ်ခုက AR တိုင်းရီချီမြို့နယ်ကွာအဲ့ဒီလမ်းပိုင်းတွေမှာဆိုလို့ရှိရင်တော့အဲ့ဒီမှာတိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်ဆိုတော့အဲ့ဒီမှာမြောက်ခရမ်းရွာမှာဆိုလို့ရှိရင်အမြောက်တက်ရှိတယ်နော်အဲ့ဒီအမြောက်တက်ကိုနေပြီးတော့ဒီဘက်ဒေါ်လာရဖွဲ့တွေကအတကုံလက်နေကြီးတွေနဲ့ပြစ်တဲ့ခါကျတော့အဲ့ဒီမှာလည်းတော်တော်ကိုထိခိုက်ပြေဆုံးမှုတွေရှိတယ်နော်ဆိုတော့အတာကတော့ဒီအာမတာလို့ခေါ်တဲ့အမြောက်တက်ပေါ့နော်344အဲ့ဒီအတွင်းမှာကျသွားတဲ့လက်နေကြီးတွေကဆိုတော့အဲ့ဒီမှာကားတွေနဲ့နော်တော်တော်ကိုအလောင်းတွေကိုတေထုတ်ရတယ်ဆိုတော့တင်းတွေလည်းဒီနေ့ကြားတယ်ပြီးလို့ရှိရင်တော့အဲ့ဒီကြုံပြောမှာရှိတဲ့ခါရ36ကနေပြီးတော့စစ်ကူတွေကိုနေပြီးတော့ထိုက်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့အဲ့ဒီမှာတိုက်ပွဲတွေတော်တော်ပြင်းထန်နေတဲ့အခုဒီအေယာဝတီတိုင်းမှာမြောက်ဆန်းရွာအဲ့ဒီအမြောက်တက်ရှိတယ်နော်အဲ့ဒီအမြောက်တက်မှာတော်တော်ကိုလည်းလည်းကြီးတော့ကြားတယ်အဲ့ဒီမှာတိုက်ပွဲတွေကြီးဖြစ်နေတယ်ပြီးလို့ရှိရင်တော့ပသိမ်နော်ပသိမ်မြို့ဒီစစ်တိုင်းဌာနချုပ်ကိုနေပြီးတော့ပသိမ်မြို့မှာရှိတဲ့ဒီစစ်တိုင်းဌာနချုပ်ကိုတိုက်လို့ရှိရင်ဘလို့ဖြစ်လာမလဲနော်စစ်တိုင်းဌာနချုပ်မှာဘာတက်တွေကကာကွယ်ထားတယ်စသဖြင့်เนาะအဲ့ဒီဟာတွေကိုเนาะပြောထားတာလေးရှိတယ်เนาะပြောထားတာလေးရှိတယ်ဆိုတော့အဲ့ဒီသုံးသက်ချက်လေးတော်တော်ကောင်းတယ်ဆိုတော့ကျွန်တော်ဒီညနေပိုင်းမှာကျွန်တော်တင်ထားပေးမယ်ဆိုတော့အဲ့ဒီဟာကိုလေကျွန်တော်တို့ဒီပသိမ်မျိုးရဲ့ဒီစစ်တိုင်းဌာနချုပ်ကလောက်အခြေအနေမကောင်းတော့ဘူးဆိုတဲ့အခြေအနေမျိုးတွေပေါ့เนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ငကားပုံငကားကိစ္စကအခုတက်တဲ့တင်းတွေမှာတော့ရပန်စားနေတော့မှာပဲเนาะဆိုတော့ဒီပုံငကားဘာပြောင်းပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့အိမ်တွေကျွန်တော်တို့ထုတ်ပြန်ထားတာကိုတွေ့ရနိုင်မယ်เนาะအဲ့ဒီမြေအောက်တိုက်တွေတကက်เนาะကျွေးခင်းတာတော့ဘာတော့ပေါ့เนาะအဲ့လိုမျိုးအဲ့ဒီဟာကိုဒီဘက်ကထုတ်တာเนาะ UNG ဘက်ကထုတ်တာလားကเนาะစကစဘက်ကထုတ်ပြန်တာမဟုတ်ဘူးအမှန်တော့အဲ့ဒီဘုံနကားကိုတကယ်ရဟရင်နဲ့ကေတာကတော့စကစဘက်ကဒါပေမဲ့ဒီစကစဘက်ကအဲ့ဒီဘုံနကားရဲ့အိမ်ကိုစီးတာကျွန်တော်တို့မတွေ့ရဘူးเนาะဒါပေမဲ့ထုတ်ပြန်လို့တော့ပါလဲလို့မသိဘူးเนาะဆိုအဲ့ဒီမှာစကစနဲ့အဆက်အသွယ်ရဖို့တကယ်ကေထုတ်ပေးတဲ့တယောက်ရှိတယ်เนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင်ဖုန်းကြီးတစ်ပါးရှိတယ်အဲ့ဒီဖုန်းကြီးကိုလည်း UNG ဘက်ကဖမ်းထားတယ်ဆိုတော့အဲ့ဒါကိုဒီဘက်ကလည်းတော်တော်ကိုအော်နေတယ်เนาะဆက်သွယ်ပေးတဲ့လူပေါ့အောင်သွေးပေါ့အဲ့ဒီပြတော့ဒီစကစနဲ့ဘုံကားနဲ့เนาะဆက်သွယ်မှုရအောင်เนาะကေထုတ်ပေးတဲ့အဲ့ဒီဖုန်းကြီးကိုနေပြီးတော့ UNG ဘက်ကဖမ်းထားတယ်သူတို့လည်းအဲ့ဒီဖုန်းကြီးကိုလုံးဝ
နော်အသက်အန္တရာယ်မရှိဘူးဆိုတဲ့ဟာကိုအမှတ်ခံချက်တွေကိုဒီနေ့ထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုတော့နော်တဖြည်းဖြည်းလေးနဲ့တော့နော်ဖြည်းဖြည်းနဲ့ပုံလို့ပေါ်လာတယ်နော်ပေါ်လာတယ်အဲ့ဒီပြတော့နော်ပုံကအဲ့ဒီဖက်မှာရောက်သွားတယ်ဆိုတဲ့ရခိုင်နှုန်းတွေကတော့ပိုတော့များလာတယ်အချက်လက်တွေသူတို့ထုတ်ပြန်လာတာကိုကျွန်တော်တို့တွေ့ချင်းအားဖြင့်နော်ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါတွေကတော့သူ့ရဲ့ evidence တွေပေါ့နော်ဒီတက်တဲ့အချက်လက်တွေပေါ့ဘုံကတော့အဲ့ဒီဖက်မှာရောက်တယ်ဆိုတဲ့ပုံစံမျိုးကတော့အဲ့ဒီဖက်မှာအာသာနေတယ်နော်အာသာနေတယ်ဘာလို့ဆိုတော့သူ့အိမ်မှာလူမရှိတော့ဘူးပြီးလို့ရှိရင်တော့အခုသူ့ဖက်ကလူတွေကလည်းဟိုဖက်မှာလင်းဝင်လာတော့ဘာတော့အမျိုးမျိုးပြောကြတယ်ဒါပေမဲ့ဒီဖက်ကအယူကြီးဖက်မှာဖမ်းထားတယ်လို့ပြောတယ်ဟိုဖက်မှာရောက်တယ်လို့ပြောတယ်အမျိုးမျိုးပြောနေကြတာပဲနော်ဟိုဖက်ကတကယ်ဗီဒီယိုဖိုင်တွေနဲ့ကျွန်တော်တို့ထုတ်ပြန်တဲ့အခါကျလို့ရှိရင်တော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခုကတော့ဖြည်းနဲ့ပုံပေါ်လာတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ဒီဘုံကိုနော်ကေထုတ်တဲ့အဲ့ဒီဖုန်းကြီးကနော်အဲ့ဒီမှာဘာဖြစ်လို့မပြေးပြနေနေတာလဲဆိုတဲ့ဟာလေးစိတ်ဝင်စားစရာဆိုတော့သူအဲ့ဒီမှာနေတဲ့ခါကျတော့သူဖန်ခံရတယ်ဖန်ခံတဲ့ခါကျတော့တိတဲ့အတိုင်းပဲနေတော့လူရောက်တော့နော်အဲ့ဒီမှာတိခံရမှာပေါ့နော်အဲ့ဒီမှာဆောမခံချင်းကိုတော့ခံရမယ်ဒါပေမဲ့ဒီဖက်ကတော့စိုးရင်တာကအသက်အန္တရာယ်စိုးရင်တယ်နော်အဲ့ဒီဂျော်လန်ရဲ့ချက်ချင်းဖြစ်တယ်ဆိုတော့နော်လမ်းကြောင်းအဖြစ်ပေါ့နော်လမ်းကြောင်းအဖြစ်သူတို့ကိုအသက်အန္တရာယ်ကိုစိုးရင်တယ်ဒီဖက်ကဒါပေမဲ့ဟိုဖက်ထုတ်ပြန်တာကတော့လောကအသက်အန္တရာယ်မရှိဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ထုတ်ပြန်ထားတာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့အဲ့ဒီနေရာတွေမှာအခုမအလာတို့ဖက်ကဝင်နေတယ်လူတွေချပေးနေတယ်เนาะချပေးနေတယ်ဆိုတော့အတိပြတော့ဘုံကထွက်သွားတယ်ဘုံကရှိတဲ့နေရာတွေမှာအကုန်လုံးကဒီမအလာဖက်ကနေရာယူတယ်ဒါပေမဲ့အဲ့ဒီမှာထူးဆန်းတာကအခုထုတ်ပြန်တဲ့ဟာကိုသူများเนาะအယူကြီးဖက်ကထုတ်ပြန်တာတွေ့ရတယ်ဆိုတော့အတိပြတော့သူတို့နေနေရှင်းလင်းလို့ရတယ်ဆိုတော့စကားစားလည်းအဲ့ဒီမှာရှိပြီသူတို့ရှင်းလင်းတယ်စသည်ဖြင့်เนาะဒီနေရာတော့ဝင်ထွက်လုပ်နေတယ်တော်တော်ကိုပူပေါင်းတယ်လို့ပါလို့ဖြစ်နေတယ်သူတို့နေရာကရန်သူမဖြစ်ဘူးအမှန်ဆိုရင်တော့ရန်သူဖြစ်ရမယ်ပြည့်ရမယ်ခတ်ရမယ်ဆိုတော့အခုမအလားလည်းအဲ့ဒီနေရာမှာမဖြစ်ခတ်ဘူးမဖြစ်ခတ်တော့ဘာလို့လဲဆိုတော့အဲ့ဒီပြည်သူလူထုတွေအကုန်လုံးစေးရုံနဲ့စေးရုံတော့အဲ့ဒီမှာ PGF နော်တန်တန်ထားဖို့ပုံစံမျိုးတွေနော်သူတို့လုပ်တယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့နော်တော်တော်ကတော့ဒီအခင်းအကျင်းတွေကဘယ်လိုဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့နော်ရှေ့ဆက်ပြီးတော့ကျွန်တော်တို့နားထောင်ရမှာဖြစ်တယ်နော်နားထောင်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီပုံနကားကိစ္စကတော့ဒီနေ့တက်သတင်းမီဒီယာတွေမှာလုံးဝထားစစ်ဖြစ်တယ်နောက်တစ်ခုက Joshua Ben ကအခု FC မှာသူတို့နော်ထိုးတာပေါ့နော်သူထိုးတဲ့ခါကျတော့သူပထမဆုံးခပတ်ရတယ်ပထမဆုံးခပတ်ရတာကလည်းလုံးဝနော်သူမမျိုးလင်းထားပဲနော်တစ်ချက်တည်းနဲ့ပဲအဲ့ဒီမှာသူကနော်ရသွားတယ်ဆိုတဲ့ခါကျတော့အခုကတော့ဒီ Japan Fighter နဲ့သူ့ရဲ့နော်ဒီခပတ်ကိုကာကွယ်ဖို့အတွက် April 10 ရက်နေ့နော် April 10 ရက်နေ့ USA မှာ Florida မှာကျင်းပမယ်အဲ့ဒီ Miami မြို့မှာသူတို့ကျင်းပမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီပဲတော့ date ထွက်လာပြီနော် date ထွက်လာပြီ April 10 ရက်နေ့ USA Florida Miami မြို့မှာကျင်းပမယ်เนาะခပတ်ကာကွယ်ပွဲပေါ့เนาะအဲ့ဒီ Joshua Ben အတွက်နောက်တစ်ခုကမအလာကနာခီတယ်လီနော်ခီတယ်လီတွေနဲ့ဘာလုပ်လဲဆိုလို့ချင်းခီတယ်တွေတင်တဲ့လီနော် MNA လီကြောင်းလိုင်းကိုအသုံးပြုပြီးတော့ဟိုမှာဒီမီချီနာမှာသူတို့နော်အကုန်လုံးစစ်သားတွေပို့တယ်အဲ့ဒီမှာလက်နဲ့တွေ right ဖေးတယ်အကုန်လုံးပေးတယ်ဟိုကအတိကျရတယ်နော်တိကျရတဲ့သတင်းတွေရတယ်ရတဲ့ခါကျတော့ဟိုဘက်က sort ထည့်လိုက်တယ်နော် sort ထည့်လိုက်တဲ့ခါကျတော့သူတို့တကယ်ချပြတာကအမီးပိုင်းလေးပဲချပြတယ်နော်အမိပိုင်လည်းပဲချပြတယ်ဒါပေမဲ့တော်တော်ကိုထိတယ်နော်တော်တော်ကိုထိတယ်အဲ့ဒီမှာပျက်စီးဆုံးရှုံးမှုတော်တော်ရှိတယ်ဆိုတဲ့ခါတော့လေရင်တစ်စည်းလုံးတွေအကောင်းပိုင်းတော်မှာတော်တော်ကိုထိတယ်နော်ထိတယ်ဆိုတော့သူတို့ချပြတာကတော့ဟောအမိပိုင်လည်းပဲထိတယ်တိတ်ပြတော့အဲ့ရောက်မှုမရှိဘူးပေါ့ဒါပေမဲ့ဟိုဖက်ကပြစ်တာကသတင်းတွေတိကျရတယ်နော်သတင်းတွေတိကျရတယ်အဲ့ဒီမှာစစ်သားဘယ်နှယောက်ပါတယ်အဲ့ဒီမှာလက်နက်တွေတေးဆောင်လာတယ်ဆိုတဲ့ဟာကိုခီးတယ်မပါဘူးနော်ခီးတယ်မပါဘူးသူတို့ကဒီခီးတယ်လေနဲ့တင်တာကအဒီပြတော့ခီးတယ်လေရင်ပဲဆိုတဲ့ပုံစံမျိုးအရင်တော့ဒီဖက်မှာတော့ဖက်မှာလည်းဒီလိုလုပ်တယ်နော်ခီးတယ်လေရင်တွေကိုသုံးလာတယ်နောက်သုံးလာတယ်အဲ့ဒီမှာသူတို့ကစစ်တက်လျက်ပဲနဲ့သွားလို့ရှိရင်ပြစ်ခါမှာစိုးလို့နောက်သူတို့ကခီးသေးရဲ့လင်းပြန်ကိုအဲ့ဒီပြတော့ပြေးဆွဲတဲ့ပုံစံမျိုးတွေနော်အဲ့ဒီမှာလုပ်တယ်ဟိုဖက်လည်းတိကျရတယ်ဆိုကြတဲ့ကနေပြည်သူလူထုကသတင်းပေးလို့ပေါ့ဆိုတော့ဒီဖက်ကနေပြီးတော့အသေးခံနဲ့ချလိုက်တယ်နော်ချိန်မုံခံလိုက်ရတယ်နော်အဲ့ဒီမှာတော်တော်ကိုထိတယ်နော်ပျက်စီးရှိတယ်ဆိုတော့အဲ့ဒီဟာရဲ့အညိုးကြောင့်မလုပ်လဲဆိုလို့ရှိရင်အဲ့ဒီ KIA ရဲ့တမ်းဟာခြေကိုအဲ့ဒီမှာအများကြီးပဲနော်အဲ့ဒီမှာနေရာ10ခုကိုတပြိုင်တည်းခုပုံချိန်နေတယ်နော်အခုအဲ့ဒီလိုက်စာမြို့တော်မှာချင်းချောင်းမှုရှိနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နော်အဲ့ဒီပေလာလင်းပြန်တဲ့ပုံချိန်ကိုသူတို့လုပ်နေတယ်ဆိုတော့ဒီဖက်မှာတော့တမ်းဟာတော်တော်များနော်10ခုတိတော်မှာသူတို့အဲ့လိုမျိုးပုံချိန်နေတဲ့နေရာပေါင်းက10ခုတိတော်မှာပုံချိန်နေတယ်ဘာဖြစ်ဆိုတော့အဲ့ဒီမိချီနာမှာပြခါလို့ဆိုတော့အဲ့ဒီမှာပုံမှုချင်းတော့ဘူကတော့သူပြောတယ်နော်သူပြောတယ်သူတို့မှာအဲ့လိုမျိုးတိုက်ခိုက်ဖို့ပြည်သူလူထုရဲ့စီစဉ်ဥစ္စာတွေကိုနေပြီးတော့ဖျက်ဆီးဖို့သူတို့မှာမူလေးမရှိဘူးသူတို့ကပြလုပ်လည်းမလုပ်ဘူးဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်တယ်နော်အဲ့ဒီပြန်တော့မအလာကနော်လျင်ပြန်ကိုသုံးတယ်လျင်ပြန်နဲ့နော်ခီးတယ်လျင်ပြန်နဲ့ဖြည့်တယ်လျင်ပြန်ဒီမှာဆိုလို့ရှိရင်ခီးတယ်တွေပဲပါတယ်အဲ့ဒါကိုတိုက်ခိုက်တာဆိုလို့ရှိရင်နော်ရာဇဝဲမှုမြောက်တဲ့စသည်ဖြင့်စစ်ရာဇဝဲမှုမြောက်တဲ့စသည်ဖြင့်သူတို့ကအဲ့ဒီဟာကိုအမိတက်ပြီးတော့လျင်ပြန်နဲ့စစ်ကိုပို့တာနော်လက်နက်တွေပို့တာနော်ပို့တာဒါ
ဒါပေမဲ့ဒီဖက်ကလည်းတည်င်းရတယ်ပြေးလိုက်တယ်သူတို့ပြောတယ်အဲ့ဒီခီးတင်နေရင်တွေကိုငါတို့မပြေဘူးเนาะမပြေဘူးဆိုတဲ့ဟာကိုသူတို့ဝန်ခံထားတယ်เนาะဒါဆိုတော့ဘယ်သူပြေးတာလဲဆိုတဲ့ဟာတော့ကျွန်တော်တို့စဉ်းစားလို့ရမယ်လို့ထင်ပါတယ်เนาะဒါပေမဲ့ဟိုဖက်ပြောတာကခီးတင်လေရင်ပြန်ကိုအသုံးပြုပြီးတော့ခီးတင်ကိုအမိတက်ပြီးတော့သူတို့ကာကွယ်တာဟုတ်ကာကွယ်တဲ့ခါကျတော့ဒီဖက်ကလည်းပဲเนาะအဲ့ဒီမှာခီးတင်လေရင်ကိုငါတို့မပြေဘူးငါတို့မှာဘာမှခီးတင်ဒီပြည်သူလူထုတွေစစ်စစ်ဥစ္စာကိုဘာမှပြေးမထားတာမရှိဘူးဆိုတဲ့ဟာကိုတုံ့ပြန်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကတော့အပြန်လှန်ပဲဘောလုံးကိုချိလိုက်ဟိုပုတ်လိုက်ဒီပုတ်လိုက်ပေါ့နော်ဒါပဲနောက်ခုကကျွန်တော်တို့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်2024ဖေဖော်ဝါရီ10ရက်နေ့ကနေစပြီးတော့2025ဖေဖော်ဝါရီ1ရက်နေ့အထိစစ်မှုထမ်းမှာဆိုလို့ရှိရင်လူအယောက်ပေါင်း19000နဲ့163ယောက်3ယောက်လားဆိုလို့ရှိရင်စစ်မှုထမ်းဥပဒေနဲ့ဖန်ခံရတဲ့ရခိုင်ပြည်နယ်ကတော့အများဆုံးလို့ပြောတယ်နော်ရခိုင်ပြည်နယ်ကတော့2689ဦးနော်အဲ့ဒီမှာသူတို့စစ်မှုထမ်းဖန်ခြင်းကိုခံရတယ်အဲ့ဒီမှာဒုတိယအများဆုံးကတော့ကျွန်တော်တို့ဒီစကန်တိုင်းနော်စကန်တိုင်းကတော့ဒုတိယအများဆုံးဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ငါးနှစ်တာမှာဆိုလို့ရှိရင်ပြည်သူလူထုတွေနော်အဲ့ဒီမှာတေတာကတော့13489ဦးနော်တေတယ်အဲ့ဒီမှာ EAO တို့ PDF တွေကတော့6089ဦးနော်တေတယ်စုစုပေါင်းကနော်19556ယောက်ဒီ9နှစ်အတွင်းမှာအသေးအပြောက်တွေရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကပြည်သူလူထုတွေပါတယ်ပြီးလို့ရှိရင်တော့ EAO တွေ PDF တွေလည်းပါတယ်เนาะအဲ့ဒီမှာ1000ကျော်သေးတယ်အဲ့ဒီပြတော့เนาะ1000ကျော်သေးတယ်စုပေါင်းကတော့19000ကျော်တော့ပေါ့เนาะ19000ကျော်တယ်ဆိုတော့ဒီပြတော့1000နီးပါးပဲ1000နီးပါးပဲနောက်တစ်ခုကမအလာဦးစီးတဲ့ဒီအခုဒီသူတို့ကတော့လွတ်တော်မှာတက်တော့မယ်เนาะလွတ်တော်မှာတက်တော့မယ်ဘာလို့ဆိုတော့သူတို့နိုင်ပြီပေါ့เนาะရွေးကောက်ပွဲကိုပိုင်းလိုက်သူတို့လုပ်တယ်သူတို့နိုင်သွားပြီเนาะနိုင်သွားမယ်ဆိုတဲ့ဟာကိုလည်းပြည်သူလူထုတွေအကုန်လုံးသိပြီးသားသို့မှမပြောလဲသိပြီးသားသူတို့နိုင်မယ်ဆိုတာဆိုတော့သူတို့ကတော့နိုင်ပြီပေါ့နိုင်တော့အခုလွတ်တော်တွေကိုသူတို့ခေါ်တော့မယ်နော်ခေါ်တော့မယ်ဆိုတော့အဲ့ဒီလွတ်တော်မှာသူတို့ကတော့ဒီသမတာတို့ဒုသမတာတို့စသဖြင့်သူတို့ရွေးကြမှာပေါ့နော်အဲ့ဒီလွတ်တော်ကနေပြီးတော့နော်ကျွန်တော်တို့သိတဲ့အတိုင်းပဲအဲ့ဒီမှာတော့အပေါ်ဆုံးမှာတော့ခုနကပြည်ထောင်စုနော်အတိုင်းပင်ခံကောင်စီဖွဲ့ထားပြီဆိုတော့သူကတော့သမတာပေါ်မှာနေမယ်နော်သမတာကတော့ဥက္ကဋ္ဌဖြစ်နိုင်တယ်ဆိုတော့ပြီးတော့ဒီကကွေးဦးစီးချုပ်ကသူမလုပ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကြားနေရပြီ။တော့ထိုင်းရဲ့နိုင်ငံခြားရေးဝန်ကြီးနဲ့သူတို့ပြောတာတွေ့ရတယ်။ဆိုတော့သူတို့လွှတ်တော်ကတော့ဒီမက်လ16ရက်နေ့မှာစပြီးတော့လွှတ်တော်ကိုတက်တော့မယ်ဆိုတဲ့သတင်းတွေကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်။ဆိုတော့ဒီနေ့နော်ဖေဖော်ဝါရီလ24ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံချက်ရအောင်။ ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို